and 3 Shinkansen grammar အခန်း1 Toki အချိန်နဲ့ပတ်သက်တဲ့ grammar တွေကဒီအခန်း1မှာပါမှာပါနံပါတ်1က uchini အဓိပ္ပာယ်ကအချိန်အတွင်းမှာဘယ်လိုအချိန်မျိုးမှာသုံးလဲဆိုရင် uchini ရှိရာအခြေအနေတစ်ခုခုဖြစ်နေစဉ်မှာအခြေအနေမပြောင်းခင်မှာအချိန်မကုန်ခင်မှာ uchini နောက်ကအခြေအနေကိုလှုပ်ထားမယ်ဆိုတဲ့အချိန်မျိုးမှာသုံးပါတယ်ဥပမာ日本にいるうちに富士山に登ってみたいဂျပန်မှာရှိနေစဉ်မှာဖူဂျီတောင်တက်ကြည့်ခြင်းတယ်အဲ့တော့ဂျပန်မှာရှိနေစဉ်ဆိုတခုဖြစ်နေစဉ်မှာနောက်ကဖူဂျီတောင်ကိုတက်ကြည့်ခြင်းတယ်တကယ်လို့ဒီအခြေအနေပြောင်းသွားပြီဆိုရင်လှုပ်ဖို့ခက်ခဲသွားတယ်ဒီလိုအခြေအနေမျိုးမှာသုံးပါတယ်နောက်နံပါတ်2 Hai ice cream 溶けないうちに早く食べてくださいね Hai ice cream ဆိုတာဒီမှာ ice creamဒီမှာရေခဲမုတ်ပေါ့နော်溶けないうちに早く食べてくださいねအရင်မပြောခင်မှာမြင်မြန်လေးစားပါအဲ့တော့ဒီအခြေအနေမပြောင်းခင်မှာမြင်မြန်လေးလှုပ်ထားပါဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်နံပါတ်3က明るいうちに庭の掃除をしてしまおう明るいうちにအလင်းရောင်ရှိနေစဉ်အတော်တွင်မှာ庭の掃除をしてしまおうပန်းခြံကိုတန်ရှင်းရေးလုပ်မယ်ဒါတော့အချိန်မကုန်ခင်အခါရီဦးချီနီဆိုအလင်းရောင်ရှိနေစဉ်ဒီအချိန်မကုန်ခင်မှာစိုးကြီးလောက်ထားမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပါဒါဆိုရင်ဆဲဆူစုခုကိုကြည့်ရအောင်နောက်တော့ဦးချီနီဥပမာဖူယူနော်ဦးချီနီဆောင်းတွင်းမှာစကိတ်စီးဖို့သွားခြင်းတယ်ကြီးလျှော့ခဲဦးချီနီနီဟွန်နီအီရူဦးချီနီဂျပန်မှာရှိနေစဉ်အတော်အတွင်းမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးတဲ့နေရာတွေရောက်သွားခြင်းတယ်တဲ့အီရူဦးချီနီအိုယာကဂန်ခီတဲ့အီရူဦးချီနီမိဘတွေကျမ်းမာနေတော့မှအတူတူခီးသွားခြင်းတယ်။နိုင်ဦးချီနီအမေကဖူရာနိုင်ဦးချီနီမုံရွာခင်မှာဤခေယောရှိဦးချီနီဤအေဂျစ်တင်နဲ့တွေ့တာပေါ့နော်။ဝါခိုင်ဦးချီနီငယ်ရွယ်စဉ်အချိန်တွင်းမှာအတွေ့အကြုံတွေအများကြီးလိုချင်တယ်။နာခေယောရှိဆိုလို့ရှိရင်နာပြန်ထည့်ပေးရရဲ့။နာဦးချီနီဂန်ခီနာဦးချီနီကျမ်းမာနေစဉ်အတွင်းမှာနိုင်ငံခြားတွေကိုခီးသွားခြင်းတယ်။အောက်မှာရေးထားတာလေးကိုဆက်ကြည့်ရအောင်အေနိုဂျော်တိုင်ကခဝါရူမိုင်နီဘီဆိုလို့အတိတ်ဘယ်ကအေဆိုတဲ့အခြေအနေမပြောင်းလဲခင်မှာဘီလောက်မယ်အေဝါဟန်ကာဆူရူမိုင်နော်ဂျော်တိုင်ကိုအာရဝါစုကိုတော့ပါအေကဟန်ကာဆူရူမိုင်နော်ဆိုတာပြောင်းလဲမှုမရှိခင်ဂျော်တိုင်အခြေအနေကိုဖော်ပြတဲ့စကားလုံးအဲ့တော့အေဆိုတာဘာလဲဆိုတော့အပြောင်းလဲမဖြစ်ခင်အခြေအနေကိုဖော်ပြတဲ့စကားလုံးဖြစ်ပြီးတော့ဘီဝါအရှိကီတကီနာဒိုစာကိုအာရဝစုပုံဘီကြတော့ကိုယ့်ရဲ့စိတ်ဆန္ဒအလျောက်ပြုလုပ်တဲ့ဒိုစာအပြုမှုလှုပ်ရှားမှုတွေကိုဖော်ပြတဲ့စာကြောင်းကိုပြောတာဖြစ်ပါတယ်။ဥချီနီကိုနောက်တစ်မျိုးသုံးသေးရဲ့ဘလို့အခြေအနေမျိုးမှာသုံးလဲဆိုရင်အခြေအနေတစ်ခုကတောက်လျှောက်ဖြစ်ပြနေအဲ့တောက်လျှောက်ဖြစ်ပြနေတဲ့အခြေအနေအတော်အတွင်းမှာပဲအပြောင်းလဲတစ်ခုဖြစ်သွားတယ်ဆိုတဲ့အချိန်မျိုးမှာသုံးပါတယ်။ဥပမာကိုကြည့်ကြည့်အောင်音楽を聴いているうちに眠ってしまった音楽を聴いているうちにတချင်းနားထောင်နေစဉ်အတွင်းမှာ眠ってしまったအိမ်ငိုက်လာတယ်တောက်လျှောက်ဖြစ်ပြနေတဲ့အခြေအနေက音楽を聴いているတချင်းနားထောင်နေပြောင်းလဲသွားတာပါလဲဆိုရင်အိမ်ငိုက်လာတယ်ပေါ့နံပါတ်2少し難しい曲でも練習を重ねるうちに弾けるようになりますよအတိတ်ဘက်က少し難しい曲でもနည်းနည်းခက်တဲ့ဒေးသွားဆိုလည်းပဲလမ်းရှုကိုခါစားနေလို့အချင်းကြီးလေ့ကျင့်တာကိုထပ်ခါလုပ်လို့ရှိရင်ဤကဲတူရောနိနာဒီမစီရောတီးနိုင်လာမယ်လို့ပြောတာပါဒီမှာတောက်လျှောက်ဖြစ်ပြနေရပါလဲဆိုတော့လမ်းရှုကိုထပ်ခါလုပ်နေလမ်းရှုကိုခါစားနေလို့အချင်းကြီးဤကဲတူရောနိနာဒီမစပြောင်းလဲလာတဲ့အချင်းကြီးကပါလဲဆိုတော့တီးတက်လာရဲ့ပေါ့တဖြည်းဖြည်းတီးတက်လာတယ်နောက်နံပါတ်3ကိုကြည့်အောင်ခီကစုကနိုင်အချင်းကြီးဆိုတော့ခုရခုနာတေတာခီကစုကနိုင်ဆိုတာတတိပန်ထားမိလိခင်အချိန်တွင်းမှာပဲဆိုတော့ခုရခုနာတေတာအပြင်ကမှောင်လာတယ်အဲ့တော့တောက်လျှောက်တတိမထားမိအဲ့အချိန်တွင်းမှာပဲတဖြည်းဖြည်းပြောင်းလဲလာတာပါလဲဆိုတော့အပြင်ကတဖြည်းဖြည်းမှောင်လာတယ်ဒီလိုအချိန်မျိုးရဲ့ဆက်ဆူဆူခုကကြတော့သူက3မျိုးရှိရယ်နော်ကြီးလျှော့ခဲဦးချီနီဥပမာအာရုခုဦးချီနီလမ်းလျှောက်နေတဲ့အချိန်တော်တွင်းမှာခြေထောက်ကနာလာတယ်တဲ့ဤရုဦးချီနီတဲ့ခဲပေါ့နော်တဲ့ဤရုဦးချီနီတဲ့ရဘီကိုမိတဲ့ဤရုဦးချီနီတီဗီကြည့်နေစဉ်တော်တွင်မှာအပြင်ကမှောင်လာတယ်နိုင်ခဲဦးချီနီခီကစကနိုင်ဦးချီနီအမေကဖူဒီဟာဂျီမေတာတတိမထားမိလိုက်ခင်အချိန်တွင်မှာပဲမိုးရီရွာလာတယ်
အောက်မှာသူရေးထားတဲ့ဟာကိုဆက်ကြည့်အောင်အေးနော်ဂျော်တိုင်ကဆူဆူတေတူဦးချီနီဘီကခါဝါတို့အေးဆိုတဲ့ဂျော်တိုင်ဆိုတာအခြေအနေကဆူဆူတေတူချီနီတောက်လျှောက်ဖြစ်ပျက်နေစဉ်တွင်မှာဘီနီခါဝါတို့ဘီကပြောင်းလဲသွားတယ်အေးဝခေဇိုကုတေခိနာကိုတိုအာရဝါစုကိုတိုပါအေးဆိုတာဘာလဲဆိုရင်တောက်လျှောက်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကိုဖော်ပြတဲ့စကားလုံးဖြစ်ပြီးတော့ဘီဝဟန်ကာကိုအာရဝါစုပွန်တဲ့ဝါရှာနော့အီရှိကဟိုင်ဒါနိုင်ဘွန်ဘီဆိုတာကအပြောင်းလဲကိုဖော်ပြတဲ့စာကြောင်းဖြစ်ပြီးတော့ပြောတဲ့သူရဲ့ပေါ့နော်စိတ်ဆန္ဒတွေကြိုတင်ရွေချက်တွေမပါဘဲနဲ့တဘာဝအတိုင်းဖြစ်ပျက်တဲ့အဖြစ်အပျက်တွေကိုဖော်ပြတဲ့ဝက်ကြကြီးလိုက်ပါတယ်ဥပမာမူးရွာလာတယ်တို့မှောင်သွားပြီတို့အိပ်ပျော်သွားတယ်ဆိုတာကိုမတိလိပဲဖြစ်သွားတဲ့အဖြစ်အပျက်ပေါ့နော်မေ့သွားတယ်တို့ဒါမှမဟုတ်လို့ရှိရင်လူရဲ့စိတ်ဆန္ဒနဲ့မဆိုင်တဲ့အပြောင်းလဲကြတော့ရာသီဥတုပြောင်းလာတယ်တို့အချိန်ကုန်သွားတယ်တို့အဲ့လိုစာကြောင်းတွေလိုက်ပါတယ်